အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မွန်းကငါးကြော်လေးရဲ့ကစွန်ရွက်ချင်ဟင်းအရေးတောက်လေးရဲ့ငရုတ်သီးစိန်စားတောင်းလေးရဲ့ကိုချက်ပြမှာဖြစ်ပါတယ်ရာသီဥတုပူပူနဲ့အရန်ကိုလိုက်ဖက်တဲ့ကစွန်ရွက်ချင်ဟင်းချင်းလေးရဲ့ငရုတ်သီးစားတောင်းဆက်ဆက်လေးရဲ့ငါးကြော်ချိုလေးရဲ့နဲ့မွန်းချက်ပြီးတော့ထမင်းစားမှာဖြစ်ပါတယ်ဝေါပထမအဆုံးငါးဟင်ကြော်ပါမယ်ငါးကိုရေဆေးပြီးတုံးပြီးတာနဲ့စားစနွေးနေပြီးတော့စီမြုံအောင်ရင်ကြော်ပါတယ်ပြီးွားရင်ဒီလိုမျိုးလေးရလာပါပြီမွေးအိုးလေးကလေးနည်းနည်းတော့မဲနေတယ်အဲ့ဟာလေးမုံတို့အိမ်မှာအကောင်းဆုံးအိုးလေးဘလောက်မဲမကတ်ဘူးသူကဝယ်တော့ကတော့ဖြူရောင်ပေါ့နော်ပြီးွားရင်မော်ငရုတ်သီးစိမ်းရဲ့ချက်တုံဖြူရဲကိုလှော်ပါမယ်ငရုတ်သီးစိမ်းထောင်းမှုပါဒီတိုင်းထောင်းလိုက်ရပါတယ်ဒါပေမဲ့စားတဲ့လူတွေဘိုက်နာမှာဆိုလို့မွန်းကတော့နည်းနည်းပြီးလှော်လိုက်ပါတယ်လှော်ပြီးသွားရင်ကြိတ်ပါမယ်စားလေးနည်းနည်းပဲထည့်ပြီးတော့ကြိတ်ပါမယ်ဒါလေးကတော့ကြိတ်ထားပြီးသားလေးပါကြိတ်လိုက်တာတော့မထည့်ပြတော့ဘူးเนาะပြီးွားရင်စီမြောက်အောင်ထည့်ပါမယ်ပြီးရင်ကစွန်ရဲ့ချင်းဟင်းချက်ဖို့ကစွန်ရဲ့ကိုရေးစေးပါမယ်ပြီးွားရင်ငါးစီတက်ပါမယ်ငါးကိုအရသာနေပြီးရနဲ့စီနဲ့နှင်းနေပဲစီတက်ပါမယ်ပြီးွားရင်စီတက်ထားတဲ့တွေကိုစေးထားတဲ့ကစုံရက်တွေကိုထည့်လိုက်ပါမယ်ကစုံရက်ချင်းချက်နေတော့ဒီဘက်မီးပေါ်မှာမို့တစ်ဘက်စာအတွက်နည်းနည်းပပချက်ပြုတ်ပါတယ်ကစုံရက်တွေနူးသွားတဲ့အထိတည်ထားလိုက်ပါမယ်ပြီးသွားရင်ရေနည်းနည်းမြုပ်အောင်ထည့်ပြီးတော့ခဏတည်ထားမယ်ပြီးရင်အရသာတွေမှထည့်ပါတော့မယ်အရေးကိုလိုချင်တဲ့အရေးပမာဏကိုထည့်မယ်ပြီးသွားရင်ခင်းကျင်နေထည့်မယ်ပြီးသွားရင်မကြီးနှစ်ထည့်ပါမယ်ပြီးသွားရင်စားထည့်မယ်ငပြားထည့်မယ်ချိုမိုစားတဲ့လူကလည်းချိုမိုထည့်ပေါ့နော်မွန်ကတော့စက်သားမှုန့်လေးနည်းနည်းထည့်လိုက်ပါတယ်ငါးတွေကရှိုရည်တွေလည်းထွက်လာပြီးရည်တွေလည်းပွတ်ဆူလာပြီးဆိုလို့ရှိရင်တော့အရန်ကောင်းတဲ့ကစုံရဲ့ချင်းဟင်းချင်းလေးရပါပြီရှင်။မုံကတော့အနက်လေးမှွှင်းသွားအောင်လို့နက်နက်မီလေးခက်လိုက်ပါတယ်။ရှက်နက်နက်ခက်လေးရပါတယ်။ငါးကြော်လေးလည်းရသွားပြီ။ရုပ်သီးစားတောင်းလေးလည်းရသွားပြီ။ချင်းဟင်းလေးလည်းကျက်သွားပြီဆိုတော့မောထမင်းစားပါတော့မယ်ရှင်။မွန်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်။